ရှင်ခုပြနေတဲ့စာအုပ်ကလေးဆိုရှင်เนาะဒါကပြောရမယ်ဆိုရှင် Netflix မှာလည်းရုပ်ရှင်အနေနဲ့နာမည်ကြီးရပေါ့เนาะပြီးရခါကျတော့စာအုပ်အနေနဲ့ဆိုလို့ရှင်လည်းသူက Good Morning Midnight ဆိုရဲစာအုပ်ကလေးဖြစ်ပါတယ်ပေါ့เนาะ title က morning နဲ့ midnight နဲ့အတွက်ရဲ့ကလေးပါတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီစာအုပ်က author ကပေါ့เนาะ author ကဘာပြောချင်လဲဆိုရင်ကမ္ဘာပေါ်မှာလူသားတွေမရှိတော့တဲ့အခြေအနေတစ်ခုမှာတဲ့တယောက်တည်းကျန်နေတဲ့ scientist တူနဲ့တဲ့အာကာသတွေက astronaut အဖွဲ့တစ်ဖွဲ့ရဲ့ story ကိုပြောပြပေးထားရလဲဖြစ်ပါတယ်သူကတဲ့ solitude now hope နဲ့တဲ့ human connection အကြောင်းတွေကိုသူကတေချာလေးဖော်ပြပေးထားတဲ့ emotional science fiction novel တစ်အုပ်လည်းဖြစ်ပါတယ်အဲ့တော့ခုနကပြောသလို Netflix မှာလည်းရုပ်ရှင်တွေနဲ့ပြသထားတယ်ပြီးတော့ကြိုက်နှစ်သက်မဲ့ဟာမျိုးဆိုရင်တော့ဒါက science fiction နဲ့ thoughtful novel မျိုးကိုကြိုက်တဲ့သူတွေဆိုရင်တော့ဒါလက်မလွတ်တဲ့စာအုပ်ကောင်းလေးတွေဖြစ်ပါတယ်စာအုပ်ရဲ့ရောင်းစည်းလေးကလည်း13,000ကျပ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့အတွင်းလေးကိုပြပေးပါအောင်မယ်နော်စာရေးအတွင်းလေးရတယ်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ခုနကပြောသလိုပဲscience novel တွေကိုစိတ်ဝင်စားတယ် thoughtful တွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီစာအုပ်ကလေးကလက်မလွတ်တဲ့စာအုပ်ထဲမှာပါပါတယ်ရှင်ရောင်းစည်းလေးကလည်း13,000ကျပ်ဖြစ်တဲ့အတွက်ကြောင့် original book ကိုဈေးသက်သက်လေးနဲ့ဝယ်ယူအားပေးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကလေးကိုဝယ်ယူခြင်းနဲ့ဆိုရင် page ကပဲဖြစ်ဖြစ်ဒီ video ရ comment ကပဲဖြစ်ဖြစ်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်